ဂျီမီနိုထပ်မိတ်ဆက်ပေးမှာတော့ချင်းမိုင်မျိုးရဲ့ British Design ဆောက်လုပ်ထားတဲ့အင်အား project ကိုလူဂျီမီနိုထပ်မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ဒီဟာဝင်းရဲ့တွင်းကဖွဲ့စည်းပုံတွေအိမ်ရဲ့အနေအထားတွေကဘယ်လိုမျိုးခန်းစားရဲဆိုတော့ကျွန်တော်အထင်မှာသေးသေးလေးပြရမယ်။ကျွန်တော်ဒီထဲမှာဆက်တော့သွားပြီးလေ့လာကြည့်အောင်။ British Design ဆောက်ထားတဲ့ single house ဖြစ်ပါတယ်။သူရဲ့အိမ်ရဲ့ဖွဲ့စည်းပုံတွေကတော်တော်လေးကိုစံပြခန်းထားပြီးတော့အတွင်းထဲမှာသုံးထားတဲ့ material တွေကတော်တော်လေးကိုကောင်းပါတယ်ဗျ။ကျွန်တော်အထင်မှာသေးသေးလေးပြရပါမယ်။သူကဒါဝင်လာခြင်းမှာဆိုရင်သူကအိမ်အောက်ကနေမဟုတ်ဘူးလေဒီဘက်ဘက်ချမ်းနေပေါ့နော်သူကဒီလိုမျိုးလေးတက်လာတဲ့ပုံစံမျိုးနဲ့သူကစပြီးဖွဲ့စည်းပြီးတော့တွေ့ရပါတယ်သူကအိမ်ထဲကိုဝင်လာခြင်းမှာဆိုရင် living room area ရှိပြီးတော့သူကစီရင်ကတော်တော်လေးမြင့်ပါတယ်ဗျဒီဘက်မှာဆိုရင်ဒါ dining room area ပဲဖြစ်ပါတယ်သူကဒီဘက်ကို living room ကိုသူကအောက်ခြေကမြင့်ထားပြီးတော့ဒီဘက်မှာဆိုရင်သူကပြန်ပြီးနှိပ်သွားတော့ပုံစံမျိုးဖွဲ့စည်းပြီးထားပါတယ်ဗျဒီဒီဇိုင်းကတခြားအိမ်က project နဲ့မတူဘဲနည်းနည်းလေးစမ်းအောင်တွေ့ရပါဗျ။ဒီဘက်မှာဆို kitchen ဖွဲ့စည်းပြီးတော့တွေ့ရပါ။တော့ဒီခြံလေးအောင်တော့ကြည့်အောင်။ဒါတော့ final ပဲဖြစ်ပါတယ်။ဒါတော့ပထမအိတ်ခန်းဖြစ်ပါတယ်။ပထမအိတ်ခန်းစီလင်းကလည်းတော်တော်လေးကိုမြင့်ပါတယ်ဗျ။ဒီဘက်မှာဆို closet နဲ့ YouTube ကန်နဲ့ထပ်မံဖွဲ့စည်းပြီးတော့တွေ့ရပါတယ်။အပေါ်ထပ်တော့ကြည့်အောင်။ဒီမှာဆိုကားပါကင်ထိုးရနေရရှိမယ်ဒါတော့ master bedroom အိတ်ခံပဲဖြစ်ပါတယ်သူရဲ့ထူးခြားချက်ကစီလင်ကအရန်ကိုမြင့်ပါတယ်ဗျအပေါ်ထပ်မှာဆိုကအလင်းဝင်လို့ရတဲ့ပုံစံမျိုးဒီဇိုင်းမျိုးမှန်လေးနဲ့ဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ထပ်ပြီးခြားလေးတော့ကြည့်အောင်ဒီဘက်မှာဆိုသူကထပ်ပြီးတော့အောက်ခြေကိုတော့ထပ်ပြီးမြင့်ထားတွေ့ရပါတယ်ဗျဒါလည်း master bedroom အိတ်ခန်းပဲဖြစ်ပါတယ်သူကဲမှာဆိုတော့ kitchen ရှိပါတယ်သူရဲ့ကဲမှာဆိုတော့ toilet ဖွဲ့စည်းပေးထားပါတယ်ဗျသွားပြီးနောက်ဆုံး master bedroom သွားကြည့်အောင်ဒါတော့နောက်ဆုံး master bedroom အိတ်ခန်းပဲဖြစ်ပါတယ်သူရဲ့ကဲမှာဆိုရင် toilet ဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ဗျပြောမယ်ဆိုအိတ်ခန်းတိုင်းမှာဆိုသူက toilet ဖွဲ့စည်းပြီးတော့တွေ့ရပါတယ်အဲ့တော့ချင်းမိုင်မျိုးရဲ့ British Design ဆောက်လုပ်ထားတဲ့အိမ်ယာ project ကိုစိတ်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လည်းကြည့်ရှင်ရဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ phone number မှာဆက်သွယ်မြဲစုံစမ်းနိုင်ပါတယ်ချင်းမိုင်မျိုးရဲ့ကွန်ဒိုနဲ့လုံးချင်းဝင်မယ်ဆိုတော့ GNG Town House Space ကိုဆက်သွယ်မြဲစုံစမ်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်